မြေစီတန်တလွေရှေးပိုင်းရှာပြီးအောင်ရဲ့တတိယဆရာချောင်းလေးတွေလေဆွေမပြေရင်တဲ့ပြီးခဲ့တဲ့ရှိခဲ့တဲ့ဒီနေ့တိုင်းပဲလမ်းလွေချောင်းကိုမမေ့နိုင်တဲ့ရှာလေးဝါလေးဒီဝါမှာချင်းတာသူလေးတယောက်ပြောင်းလို့လိုက်ရှာခဲ့ပုံရဲ့ဘယ်များရောက်လို့သွားတယ်ဘယ်သူများဝဲလို့ထားတယ်မြေတန်လွင်ပြောစမ်းကွယ်